Hello မင်္ဂလာပါမိတ်ဆွေများဒါကျွန်တော် YouTube ကလေးပြီးတော့ဗီဒီယိုတင်ပေးမှာပေါ့နော်ကျွန်တော်ပြန်ပြီးတော့ကဏ္ဍလေးတွေစပါပြီ Facebook ကမိတ်ဆွေတွေလည်း YouTube ကဒီလိုပေါ့နော်ဒီ YouTube လေးမှာအောင်ခန့်စောဒူဒီဆိုပြီးတော့ရိုက်ရှာပြီးတော့ subscribe လုပ်ပေးလို့ရပါတယ်ဒီနေ့မနက်ပေါ့နော်19ရက်ဖွင့်တနင်္လာနေ့မနက်မှာကျွန်တော်တစ်လုံးပိုင်းကျွန်တော်ကြိုက်ပါနော်တစ်လုံးပိုင်းဆိုတော့အခုဒါကတော့နားလေရရိုးရှင်းလွယ်အောင်ကျွန်တော်ခဲချစ်ထားတာပေါ့live လွှင့်ဖို့ကျွန်တော်ရှိမှာ internet connection တိတ်အဆင်မပြေလို့ YouTube က live လွှင့်မှုအဆင်မပြေလို့ဒီ short video လေးနဲ့တင်ပေးလိုက်တယ်ပေါ့နော် subscribe နှိပ်ပါနောက်ကိုလည်းကျွန်တော် like ကလာမှာပါကျွန်တော်ဒီမှာ line ကောင်းအောင် wifi လေးပါလေးလုပ်ပြီးတော့ like လာမယ်ပေါ့နော်အဲ့တော့ဒီနေ့မနက်ကကျွန်တော်တို့ဒီ19ရက်တနင်္လာနေ့မနက်ပေါ့နော်လပိုင်း19ရက်တနင်္လာနေ့မနက်မှာတစ်လုံးပိုင်းကြိုက်တယ်ပတ်တိပေါ့နော်တက်ကတော့ဘိုင်တီထွက်မှာပါbreak ကတော့ကျွန်တော်တို့အဲ့မှာ2 9တုံည break တွေကြိုက်တယ်ဗောနော်ဒါပေမဲ့ဒီမှာကျွန်တော် main တင်ကွက်1119 18ပေါ့နော်ဒီကဏ္ဍ3ကွက်ကိုတော့ဒါတင်ထိုးပါတေချာလေးလိုက်ထိုးပါဒီဘက်မွေးကဏ္ဍတွေရှိပါတယ်တကယ်လို့မွေးကဏ္ဍကစားတဲ့မိတ်ဆွေတွေရှိရင်ကစားမယ်လို့ comment မှာရေးခဲ့ပါနောက်တစ်ခုကအားပေးမယ်မိတ်ဆွေတွေရှိရင်လည်းအားပေးမယ်လို့ရေးခဲ့ပါကျွန်တော်တေချာလေးတင်ပေးပါမယ်ဗောနော် like တင်ပေးမယ်ဒီတစ်ကိုကျွန်တော်ကြည့်ထားတာ15ချက်လောက်ရှိတယ်ဗောနော်ဟိုတီချာလေးလေ့လာထားတယ်ဒီနေ့မနက်ကတစ်လုံးပိုင်းထုတ်ဖို့80ရာခိုင်နှုန်းရှိတယ်ဗောနော်အဲ့တော့မိတ်ဆွေတို့အဆင်ပြေကြပါစေကျွန်တော်တေချာလေးပြန်ပြီးလေ့လာတင်ပြပေးပါမယ်เนาะဒါကတော့ကျွန်တော် Telegram channel လေးပါဒီ channel လေး join လဲ join လို့ရတယ်ဗောနော်ဒါကကျွန်တော်ဖုန်းနံပါတ်ပါ0860264445မိတ်ဆွေတို့မှတ်ထားပါကျွန်တော်တေချာလေးပြန်ပြီးတော့အရင်လိုပြန်လာမယ်ဗောနော်ကျွန်တော်ဒါကတော့ YouTube မှာက live လွှင့်ဖို့ကနည်းနည်း connection program ပြဿနာရှိလို့ဗောနော်အဲဆိုအားလုံးပဲအဆင်ပြေပါစေတွေ့တာနဲ့အသေးလေး like ကလေးနှိပ်သွားပေးပါနော်အားလုံးပဲကံကောင်းပါစေကျွန်တော်တို့ကိန်းကနန်းတွေနဲ့အတူဒိုင်နီရှယ်လေးပြီးတော့ငွေကြီးပြန်ရှာမယ်ပေါ့ဗျာအားလုံးအဆင်ပြေပါစေ good luck ပါ